မတော်တဆမှုတစ်ခုကြောင့်တပြိုင်နက်တည်းကွယ်လွန်သွားခဲ့တဲ့ကိုမွေးထားတဲ့သမီးနှစ်ယောက်ဟာနောက်ထပ်မွေးဖွားလာမယ့်အမွှာသမီးလေးနှစ်ယောက်အဖြစ်ပြန်ဝင်စားလာတဲ့လူဝင်စားဖြစ်ရမှန်တစ်ခုဖြစ်ပါတယ်။ဒါဟာရိုးရိုးစိတ်ကူးရင်ရုပ်ရှင်ဇာတ်လမ်းမဟုတ်ပဲအတိတ်ဘဝကကားတိုက်ခံရတဲ့ဒဏ်ရာတွေအမှားယွတ်တွေနဲ့ကစားစရာတွေကိုပါတသွေးမတိမ်ပြန်မှတ်မိနေခဲ့လို့ကမ္ဘာသိပ္ပံပညာရှင်တွေပါအပြေမထုတ်နိုင်ပဲလက်မှန်ချခဲ့ရတဲ့Pollock အမွှာညီမရဲ့ကမ္ဘာကျော်ဖြစ်ရမှန်မှာ1959ခုနှစ်မေလ9ရက်နေ့တုန်းကအင်္ဂလန်နိုင်ငံ Northern Ireland မြို့လေးမှာနေထိုင်တဲ့ Pollock မိသားစုမှာအလွန်ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ရှိခဲ့ပါတယ်။အသက်17နှစ်အရွယ်အမကြီး Joanna နဲ့အသက်6နှစ်အရွယ်ညီမလေး Jacqueline တို့ဖြစ်ကြပါတယ်။တရက်မှာတော့သူတို့ညီမနှစ်ယောက်ဟာတငယ်ချင်းတစ်ယောက်နဲ့အတူဖခင်เจ้าကိုသွားဖို့လမ်းလျှောက်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာလမ်းမပေါ်ကိုအချိန်ပြင်းစွာမောင်းနှင်လာတဲ့မော်တော်ကားတစ်စီးဟာသူတို့ညီမနှစ်ယောက်ကိုပြင်းထန်စွာဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့် Joanna နဲ့ Jacqueline တို့ညီမနှစ်ယောက်စလုံးဟာနေရာမှာပွဲချင်းပြီးဝမ်းနည်းစရာကောင်းအောင်ကွယ်လွန်သွားခဲ့ရပါတယ်။ဒီဘက်နှစ်ဦးဖြစ်တဲ့ John နဲ့ Florence တို့ဟာသမီးနှစ်ယောက်လုံးကိုတပြိုင်နက်တည်းဆုံးရှုံးလိုက်ရတဲ့အတွက်ရေခွဲမတက်ခံစားခဲ့ရပြီးတအိမ်လုံး၆ကပ်သွားခဲ့ပါတော့တယ်။သမီးလေးနှစ်ယောက်ဆုံးပါသွားပြီးတစ်နှစ်အကြာမှာတော့မိခင်ဖြစ်သူ Florence ဟာမထင်မှတ်ဘဲနောက်ထပ်ကိုဝင်ပြန်လဲရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာကက်သလစ်ဘာသာဝင်တဦးဖြစ်တဲ့ဖခင်ဖြစ်သူ John ကငါတို့သမီးလေးနှစ်ယောက်သေမင်းကိုအနိုင်ယူပြီးပြန်လာကြပြီ။မိမပိုက်ထဲမှာအမွှာလေးတွေမွေးမှာလို့အမြဲတမ်းတစ်ထစ်ကြယုံကြည်ပြီးပြောဆိုနေခဲ့ပါတယ်။ဒါပေမဲ့တက်ကျွမ်းတဲ့ဆရာဝန်တွေကတော့ဒါကိုလုံးဝမဖြစ်နိုင်ဘူးလို့ညင်းဆိုခဲ့ကြပါတယ်။အကြောင်းရင်းကတော့ Pollock မိသားစုရဲ့မျိုးရိုးမှာဘယ်တော့မှအမွှာမွေးတဲ့မျိုးရိုးမရှိခဲ့ပါဘူး။မိခင်ရဲ့ပိုက်ကိုစစ်ဆေးတဲ့အခါမှာလည်းကလေးတစ်ယောက်ရဲ့နှလုံးခုန်တန်ကိုပဲကြားရပြီးကလေးတစ်ယောက်ပဲမွေးပါလို့အာမခံခဲ့ပါတယ်။ဒါပေမဲ့1958ခုနှစ်အောက်တိုဘာလ4ရက်နေ့မှာတော့ဆရာဝန်တွေအားလုံးပါဆက်ပိတ်သွားရလောက်အောင်ပဲဂျီလီယန်နဲ့ဂျန်နီဖာလို့အမည်ရတဲ့အမွှာမိန်းကလေးနှစ်ယောက်ကိုမွေးဖွားလာခဲ့ပါတော့တယ်။အမွှာလေးတွေမွေးဖွားပြီးအသက်3လသားအရွယ်မှာမိဘတွေကကလေးတွေရဲ့ခန္ဓာကိုယ်ကိုတန်ရှင်းလုံရင်စစ်ဆေးတဲ့အခါတသိန်းထားစရာသက်သေတွေကိုစတင်တွေ့ရှိခဲ့ရပါတော့တယ်။အမွှာညီမလေးဂျန်နီဖာရဲ့မျက်ခုံးပေါ်မှာကွယ်လွန်သွားခဲ့တဲ့သမီးငယ်လေးဂျက်ကလင်းငယ်ကစပိန်လဲခဲ့လို့ရတဲ့အမာရွတ်အတိုင်းအမှတ်သားတစ်ခုပါလာပါတယ်။ပိုပြီးထူးဆန်းတာကဂျနီဖာရဲ့ခါးပေးမှာလည်းကွယ်လွန်သွားတဲ့ဂျက်ကလင်းရဲ့မွေးရပါအမှတ်မဲကြီးအတိုင်းပုံသဏ္ဍာန်တူအမှတ်တစ်ခုပါလာခဲ့ပါတယ်။ကျန်တဲ့အမွှာအမားဂျီလီယန်မှာတော့အဲ့ဒီအမှတ်တွေအမာရွတ်တွေလုံးဝမပါပါဘူး။ကလေးတွေအသက်3နှစ်အရွယ်ရောက်လို့စကားကောင်းကောင်းပြောတတ်လာတဲ့အခါမှာတော့ပိုပြီးထိတ်လန့်စရာကောင်းလာပါတော့တယ်။ Pollock မိသားစုဟာသမီးကြီးနှစ်ယောက်ကွယ်လွန်ပြီးကတည်းကအတိတ်ဆိုးတွေကိုဝိပစ်ချင်လို့အဲ့ဒီမြို့ဟောင်းကနေတခြားမြို့တစ်မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပြီးအမွှာလေးတွေကိုမြို့ဟောင်းအကြောင်းဘာမှမပြောပြခဲ့ပါဘူး။ဒါပေမဲ့ကလေးတွေအသက်4နှစ်အရွယ်မှာအရင်မြို့ဟောင်းကိုအလဲပြန်ခေါ်သွားတဲ့အခါကလေးတွေဟာအဲ့ဒီမြို့ကိုတစ်ခါမှမရောက်ဘူးမမြင်ဘူးပဲနဲ့ဟိုမှာသမီးတို့ရင်ကားဆော့ခဲ့တဲ့ပန်းချန်ကြီးဟိုဘက်ကကျောင်းကမမဂျိုအန်နာတက်ခဲ့တဲ့ကျောင်းဆိုပြီးလမ်းတွေကိုအမှားရင်းမရှိညွှန်ပြနိုင်ခဲ့ပါတယ်။မိဘတွေကပိုပြီးတေချာအောင်လို့အိမ်မှာတက်ထားတဲ့တည်တည်ချာချာတွက်ခတ်သိမ်းထားတဲ့ကွယ်လွန်သွားတဲ့သမီးနှစ်ယောက်ရဲ့ကစားစရာရုပ်အဟောင်းတွေကိုထုတ်ပေးလိုက်ပါတယ်။အဲ့ဒီအခါအမွှာနှစ်ယောက်ဟာအယုတ်တွေကိုမြင်မြင်ချင်းဝမ်းသာအားရဖြစ်ပြီးတော့ဒါကမမဂျိုအန်နာရဲ့အယုတ်မလေးမေရီဒါကညီမလေးဂျက်ကလင်းရဲ့အယုတ်လေးဆူဇန်ဆိုပြီးတော့ကွယ်လွန်သွားခဲ့တဲ့ကလေးတွေပေးထားခဲ့တဲ့နာမည်အတိုင်းတလုံးမှမလွဲပဲအယုတ်လေးတွေရဲ့နာမည်ကိုခေါ်ပြီးခွဲယူခဲ့ကြပါတယ်။ဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူး။ကလေးနှစ်ယောက်စလုံးဟာလမ်းလျှောက်နေရင်ကားဆက်နိုးတန်ဒါမှမဟုတ်ကားဟွန်းတန်ကြရတိုင်းကားကြီးလာပြီးသမီးတို့ကိုလာတိုက်တော့မယ်သူတွေထွက်ကုန်ပြီဆိုပြီးတုံရင်ကတယောက်ကိုတယောက်ဖက်ပြီးအော်ဟစ်ငိုယိုတက်ကြပါတယ်။ပြီးတော့ကလေးနှစ်ယောက်ကစားတဲ့အခါမှာလည်းတယောက်ကတတ်ခင်ရလို့လဲကြနေတဲ့ပုံစံနောက်တစ်ယောက်ကဘေးကနေပြုစုပေးနေတဲ့ပုံစံမျိုးတွေကိုခဏခဏကစားတတ်ကြတာဖြစ်ပါတယ်။ဒီထူးဆန်းတဲ့ပြက်ကိုလူဝင်စားခြင်းအကြောင်းကဘာတုံးကပြက်ပေါင်းထောင်ကြီးကိုကွင်းစင်းလေ့လာနေတဲ့ကဘာကျော်ပမောက္ခကြီးဒေါက်တာအီယန်စတီဗင်ဆန်ကိုယ်တိုင်နှစ်ပေါင်းများစွာစုံစမ်းစစ်ဆေးခဲ့ပြီးပါမားရင်းမှုမှာရှာမတွေ့ခဲ့ပါဘူး။တခြားလူဝင်စားတွေလိုပဲကလေးတွေဟာအသက်9နှစ်ကနေ9နှစ်အတွင်းရောက်လာတဲ့အခါမှာတော့အတိတ်ဘဝကအမှတ်တရတွေတဖြည်းဖြည်းနဲ့မိမ့်ပြောင်းဆုံးသွားခဲ့ပြီးတာမန်ကလေးတွေလိုပဲကြီးပြင်းလာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ခန္ဓာကိုယ်ကမွေးရပါအမှတ်တွေနဲ့အဲ့ဒီခေတ်ကဆရာဝန်တွေပါမောက္ခတွေကိုယ်တိုင်လက်မှတ်ထိုးမှတ်တမ်းတင်ထားခဲ့တဲ့အချက်လက်တွေကြောင့်ဒီဖြစ်ဟာသမိုင်းတစ်လျှောက်သိပ္ပံနည်းကြအခိုင်အမာဆုံးနဲ့ညှင်းပယ်လို့မရတဲ့ကမ္ဘာစမ်းကြယ်ဆုံးအမွှာလူဝင်စားဖြစ်ရမှန်ပြီးသမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်နော်။ဒီမိသားစုလေးနောက်တစ်ချိန်ပြန်လဲစုံစည်းကြတာကံကောင်းတယ်လို့မထင်ကြဘူးလားရှင်။ကွန်မန့်မှာဖြေခဲ့ပါအောင်နော်။အခုလို့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဆိုတော့ကျမရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်။အဆုံးထိလိုက်ပါကြည့်ရှုအားပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။